Hello guys, welcome to my channel. My name is Bon and I'm gonna share you one story. The story name is Tathongpi War. There will be a little bit difference in real life and in this story, so please faithful and listen. It is the truth happened in our Burmese history and Myanmar history. အားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်နာမည်တော့ဘုံမြတ်တာဖြစ်ပါတယ်ကျွန်တော်ဒီနေ့ပြပြပေးခြင်းနဲ့ပုံပြီးလေးကတော့တထုံပြီးတိုက်ပွဲဖြစ်ပါတယ်ကျွန်တော်တထုံပြီးတိုက်ပွဲအပြမှာတကယ်ဖြစ်ပြမှာဆိုတော့ကျွန်တော်တို့ရာဇဝင်တမိုင်းနေထဲမှာတကယ်ဖြစ်ခဲ့တာပဲဖြစ်ပါတယ်ဒီပုံပြီးလေးရနဲ့တကယ်ဖြစ်ခဲ့တာဟာနဲ့အနေငယ်ကွဲပြားခြင်းလေးတွေရှိကောင်းရှိနိုင်ပါလိမ့်မယ်ဒါကြောင့်ပြီးစွန်နားထောင်ကြဖို့ကျွန်တော်ဒီကနေပဲတိုင်ရပါတယ် One day another king so much angry the reason why he angry For Buddhism stay alone, he needs Buddha Viber, the book where marking all the Buddha way. ဒီနေ့မှာတော့နော်ထာမင်းကြီးအယံကိုဆွဆူနေခဲ့တဲ့။ဘာကြောင့်သူဆွဆူတာလဲဆိုတော့ဒီဗုဒ္ဓတာရဏတည်တံ့ခိုင်မြဲရေးအတွက်လိုအပ်တာကျွန်တော်တို့ဗုဒ္ဓဟောကြားထားခဲ့တဲ့မင်းဆောက်ပြဟောကြားထားခဲ့တဲ့တရားတော်တွေကိုရေးသားအကုန်လုံးကိုစုစည်းမှရေးထားတဲ့စာအုပ်ပြောဗျာစာအုပ်ကကျန်းစာအုပ်ကြီးပါဗျာအဲ့ဒါဟာကိုကျွန်တော်တို့လိုအပ်နေရတယ်ဒါကြောင့်ပြောမယ် On that time there was in Zimbagan the book were located in the Thong stage in the Thong stage the Buddhisms were a lot of so another kings make presents for the Thong king and so he gave and he sent with his pupil who was experts in conversation. He went back only one book or so. ဒီထုံပြီးပါဗျာဒီပိရိကတုံးပုံကအဲ့ခေတ်တုန်းကပါဗျာပကံမှာမရှိသေးဘူးဗျာဒါကြောင့်ပိရိကတုံးပုံကိုပိရိကတုံးပုံနဲ့တပုံဖြစ်ပိရိကတုံးပုံတွေတပုံဖြစ်ဗျာပကံကိုပေးဖို့ရအတွက်နော်ထာမင်းကထုံပြီးပါဗျာထုံပြီးကမင်းကိုတောင်းတာပါဗျာဒီအုပ်တထုံတပုံလာပဲပေးဗျာပစ္စည်းလက်ဆောင်များနဲ့သူရဲ့စကားပြောတဲ့အရာမှာအရန်ကျွမ်းကျင်တဲ့သူကမူမတ်တယောက်ရှိပါတယ်အဲ့မူမတ်ကိုလွှတ်လိုက်ပြီးမှအဲ့ပစ္စည်းနဲ့သူလွှတ်လိုက်ပြီးမှတပုံလောက်ပဲပေးဆိုမှတောင်းတာပဲဖြစ်ပါတယ် Who was experts in conversation he went back only one book The Thong king was an Buddhism He was a little bit proud and say hastily to another pupils, "Very serious? You all are worshipping to other religions, and your begins to Buddha book. This not perfect to you," he said back to the pupils. While the another king heard that, he got so much angry. He starts preparing a group of army.Also for horse riding spirits hero တော့ဗျာတော့လှုပ်လိုက်တဲ့အချိန်မှာတထုံမင်းကလည်းဗုဒ္ဓဘာသာကိုအလွန်တဝယုံကြည်သူဖြစ်ပါတယ်အဲ့ဒီအချိန်မှာတထုံမင်းရဲ့စိတ်ထဲမှာအနေငယ်ဘယ်လိုပြောမလဲဗျာစိတ်မကျေနပ်မှုရှိတယ်ဗျာမကျေနပ်မှုဆိုတာစိတ်ဆိုးရမဟုတ်ဗျာသူကဗုဒ္ဓဘာသာဖြစ်တယ်ဒါတခြားသူကအရေးကြီးတွေအဲ့ခေတ်တုန်းကအရေးကြီးပေါ့ဗျာအရေးကြီးတွေခေတ်ဆိုတော့သူကနိုင်ငံမနစ်မြုံသူကရေးကြီးကိုကွယ်ရပါငါဘောတော့ပါတာဘာမှကိုမဆိုင်ဘူးဆိုမှသူကပြောတာသူစိတ်ထမှာတွေးထင်တာပေါ့ဗျာဒါကြောင့်စကားနည်းနည်းလေးမာလေးသူကတုံးလိုက်တယ်ပေါ့ဗျာတုံးလိုက်တယ်ဆိုဟာမင်းတို့တွေအကုန်လုံးကအရေးကြီးတာနာကိုကိုယ်ကွယ်နေကြတာလေကွာမင်းတို့ဗုဒ္ဓဘာသာရဲ့ပိဋကတုံးပုံများတပုံတော်လားတောင်းရဲတယ်ဆိုတော့မင်းတို့ကဘယ်လိုတွေလဲမင်းတို့နဲ့ဒီပိဋကတုံးပုံတွေကထိုက်တန်လို့လားသူကပြောလိုက်တဲ့စကားရင်းမမာကြီးတီပြောခါတီရေးဆိုင်မှာမမာကြီးပြောလိုက်တယ်ဗျာအဲ့ဒီစကားကိုနော်ထာမင်းကြကြအရန်ကိုစိတ်တူဝါပြီးမှသူရဲ့စစ်တပ်တွေကိုပြင်ဆင်လိုက်တယ်ပြင်ဆင်မှနော်ထာမင်းစစ်တိုက်တဲ့ခါတိုင်းမှာပါနေကြလူရဲကောင်း၄ဦးရှိတယ်အဲ့၄ဦးကတော့ချက်စတာမထွေယူမလုံးလက်ဖဲညောင်ပြီးအဲ့၄ယောက်ဖြစ်ပါတယ်ကျွန်တော်ပြောပြရတော့မထွေယူတော့မပြောရသေးဘူးဗျာမလုံးလက်ဖဲရဲ့ညောင်ပြီးရဲ့အကြောင်းပြောပြပါ၏ချက်စတာကတော့ကျွန်တော်တို့ငယ်တုန်းကစာထဲမှာလီလာမှာဖြစ်ပါတယ်ကျွန်တော်တို့အရွယ်တွေပေါ့ဗျာငယ်တုန်းကစာထဲမှာလီလာမှာဖြစ်ပါတယ်
ငထွေးကတော့ကျွန်တော်တင်ပေးဖို့ရအတွက်စာအုပ်ကကျွန်တော်စာအုပ်ကတော်လေးစုပြသွားတဲ့အတွက်ကြောင့်ကျွန်တော် Google မှာ search လုပ်နေပါတယ်ခဏလေးစောင့်ပါဒီ၄ယောက်အကြောင်းကျွန်တော်ပြပြစစ်စုံတင်ပါမယ်ဆိုအဲ့၄ယောက်နဲ့အတူနော်ထားစတိုက်ဖို့ဖြစ်ပါတော့တယ် On the other sides the king make the defense nicely then they caused the war but the town unable to defend another so the town king was defeated another brings all the Buddha books also mount architecture painter merchants and the town king another kings didn't hurt the king he fed nicely and care but the king was sad because of a few words he was surrender all his kingdom that's why he built one pagoda and which in every life honor surrender to the other king the pagoda name is Manuha Pagoda ဒါနဲ့ဒါကျွန်တော်တို့တိုက်ပွဲဖြစ်ကြတာပါဗျာတိုက်ပွဲဖြစ်တဲ့အချိန်မှာတို့စစ်ပြင်နေတဲ့အချိန်မှာဒီတစ်ဖက်မှာလဲတထုံမီဘက်မှာလဲတထုံမင်းတရားကြီးကသူ့ရဲ့ခန္ဓာကိုချစ်လေးနဲ့မမတောင်းလေးဟိုပြင်ဆင်ထားပါဗျာပြင်ဆင်ထားတယ်ဒီအဲ့ဒီချိန်မှာပဲဗျာတို့တိုက်ပွဲဖြစ်ကြတာပေါ့တိုက်ပွဲဖြစ်ကြတာပေါ့ဒါပေမဲ့လည်းဗျာထုံပြီးကနော်ထားတော့ဘလို့မှမရှင်နိုင်ခဲ့ဘူးသူရဲကောင်း၄ယောက်လည်းပါတယ်နော်ထားလည်းပါတယ်နော်ထားတဲ့သူရဲကောင်း၄ယောက်ကဘယင်ပဲဘာညာနဲ့ဟိုသူရဲကောင်းဘာညာဆိုပြီးမှအနောက်မှာမနေဘူးဗျအရှိမရွချုံထွက်တိုက်ပြီးမှသူတို့ရဲစက်တက်တီသူကတက်တီနှလုံးရင်အဲ့လိုမျိုးအကုန်ထုတ်ပြတယ်ပေါ့ဗျာရုံးရင်နေလုံးရင်နဲ့အကုန်ထုတ်ပြတယ်ဗျာအကုန်ထုတ်ပြတိုက်တော့ဘလို့မှမခံနိုင်ပါဘူးသူကဒီသူရဲကောင်း၄ယောက်နဲ့နော်ထားပွဲတိုင်းကြော်လေးဗျာကျွန်တော်တို့ဆောက်ဒီမှာလည်းဖတ်ဦးမှာပါကျွန်တော်တို့တကယ်ပွဲတိုင်းကြော်လေးပါအဲကြောင့်ဘလုံးမရှင်နိုင်ခဲ့တဲ့အတွက်လုံးဝမရှုံးမလောင်ရှုံးပွဲဝင်ရပါတယ်ဒါပေမဲ့နော်ထားမင်းကဒီထုံပြီးတဲ့ဟာပိကတုံးပုံကိုပြင်ဆောင်လာခဲ့တယ်ပိကတုံးပုံလည်းမဟုတ်ပါဘူးယဟန်လူပြည်သူတွေအကုန်လုံးကိုလည်းခေါ်လာခဲ့တယ်ယဟန်လည်းပြင်ဆောင်လာတယ်အဲ့မှာပိတုကပညာရှင်အသိပညာရှင်အတတ်ပညာရှင်ပိတုကပညာရှင်အကုန်လုံးကိုလည်းတို့ချီးမြှောက်ခါစားတယ်ပူဇော်တယ်အဲ့မှာယဟန်တွေကိုလည်းပူဇော်ရတယ်ဗျာဒါကြောင့်အဲ့ဒီသူတို့ဆက်ရှုံးတဲ့တိုင်ပြဟာဒါတွေကွက်မြစ်တာဘာညာမရှိပါဘူးဘာဖြစ်လို့လဲဆိုတော့သူကဘုရားတာရနာကိုကျွန်တော်တို့နော်ဒါမင်းကတကယ်တဝဲယုံကြည်ခဲ့လို့ဖြစ်ပါတယ်ဒီဘယင်ကိုလည်းထုံပြဘယင်ကိုလည်းကျွန်တော်တို့ကွက်မြစ်တာလည်းမရှိပါဘူးအာနာပကောတာဘာညာတကအာနာပကောတာဆိုတာလေဗျာကျွန်တော်တို့ရန်သူပဲဘာညာဆိုမှရိုက်နေကျွန်တော်တို့ကွက်မြစ်တာလည်းမရှိဘူးဗျာနော်ကောင်းလေးထားတဲ့အချွေရိုင်နဲ့ကောင်းထားတဲ့အိမ်တစ်လုံးမှဆွဲနေကောင်းထိန်းစီးထားတဲ့ဆိုတဲ့အတိုင်းလိုပဲကောင်းလေးထားပါတယ်ဒါပေမဲ့အဲ့တထုံဘယင်ဘက်မှာကျတော့သူအရန်အကြီးကျယ်ခံစားခဲ့ရပါတယ်ဘာဖြစ်လို့ဆိုတော့သူ့စကားလေးအနေနဲ့ရင်တီးွားတာနဲ့သူနည်းလေးဘဝင်နည်းလေးမြင်သွားတာနဲ့ကြောင့်သူစကားလေးအနေနဲ့မှားသွားတာကြောင့်သူပေးဆက်လိုက်ရတာသူရဲ့တိုင်းပြည်ရဲ့သူရဲ့လူတွေရဲ့သူရဲ့စတားတွေရဲ့အများကြီးပေးဆက်လိုက်ရတယ်ဗျာဒါကြောင့်သူအဲ့ကျွန်တော်ထင်တာပကံဟိုမှာပကံနေမီတော့မှာထပ်ပါတယ်နော်ဖះတဆူတည်ခဲ့တယ်လို့ပြောပါတယ်အဲ့ဖះရဲ့နာမည်ကတော့မနူဟာဖះပဲဖြစ်ပါတယ်ပကံပြည်ထဲမှာသူဖះမတည်ရင်တည်ပြီးတော့သူဆူတောင်းတာပေါ့ဗျာ wish လောက်တာဆူတောင်းတာဘယ်လိုဆူတောင်းလဲဆိုတော့ဘဝစတိုင်းဒီတန်တရားမှာကျွတ်လက်တီအထိကျွန်တော်ဘယ်သူကိုမှရှုံးနေစေရဘူးဆိုမှဟိုကဆူတောင်းခဲ့ပါတယ်နော်ဒီဗီဒီယိုလေးကိုကြည့်ရှုအားပေးကြတဲ့သူ6ချင်းဆိုတိုင်းကိုလည်းကျေးဇူးထူးတင်ရှိပါတယ်။ကြည့်ရများကျွန်တော်အခုပြောခဲ့တဲ့ပုံမြင်လေးတွေမှာအဖားရွေးလေးတွေအထင်တော်လေးရှိရင်ဖြည့်စနောက်ထောက်မှုကြဖို့ကျွန်တော်မြတ်တိုင်းခံပါတယ်။ Thank you for watching my video. If any mistake in there, please feel free and listen. So today I will not give essential message, only normal message. So what's the message of today? You mustn't proud a lot of and you must know and you must think what you need to say and what you need to do. If you didn't think and do what will happen, there will be consequences. That's why I remind you. It's the main message of the story. So thank you for watching my video.
နော်ဒီနေ့ကတော့ဒီနေ့ message လေးအနည်းကတော့ကျွန်တော် Facebook မပြောတော့ဘူးဗျာဒီ message လေးပေးချင်တာကျတော့သူကစကားလေးကြောင်းနဲ့ဘဝင်နေဟတ်သွားတာကြောင့်ပဲကျွန်တော်တို့နိုင်ငံမှားရုံတော့ဖြစ်ပါတယ်နိုင်ငံမှာပေးဆက်လိုက်ရတာမနေဘူးဗျာအဲကြောင့်ကျွန်တော်တို့လောက်တစ်ခုလောက်တိုင်းတို့ဘာကိုပြောမယ်ဆိုရင်တွေးတော့စင်ကြယ်ပြီးမှတုံးတက်ပြီးမှစကားကိုပြောပါအဲ့တို့စကားလေးတစ်ခုပြောလိုက်တာနဲ့တင်ပြီးတော့မဟုတ်ပါဘူးအဲ့ဒီစကားလေးရဲ့နောက်ပိုင်းမှာ consequences ကျိုးတွေကကျိုးမကောင်းကျိုးမရှိတာတွေအများကြီးဖြစ်ပေါ်လာနိုင်ပါတယ်ကျွန်တော်တို့ဒီပြည်နောက်မှာထီနန်းကိုလည်းပေးလိုက်ရတယ်ဗျာသူတက်တည်လည်းအများကြီးဆုံးရှုံးသွားရတယ်ဗျာမရှိမလားရှုံးပွဲဝင်သွားရတယ်ဗျာဒါကြောင့်ကျွန်တော်စဉ်းစားဆင်ခြင်မှစကားတွေဘာတွေကိုပြောတင်ပါတယ်ကျွန်တော်တို့စာအုပ်တွေများဖတ်မှလည်းစကားပြောတာကိုဗျစကားပြောတာကိုပုံမှန်ရင်ချစ်လာအောင်ကျွန်တော်တို့ practice လုပ်လို့ရပါတယ်အဲကြောင့်ဒီက page message ကတော့စဉ်းစားဆင်ခြင်ပြီးမှတုံစကားလေးတွေကိုတုံမှာမျိုးပါဗျာဒီပုံမြင်လေးမှာ message ပေးတာပါဗျာဒီတော့ဒီ message တွေဗျာနော်ဒီ story ကိုဘာလို့ရေးပြတာလဲဆိုတော့ကျွန်တော်ရဲ့ channel မှာရေးထားဗျာမြန်မာ MMSB ESB MMSB ESB ဟိုတင်ထားတဲ့အတိုင်းပဲမြန်မာရာဇဝင်လေးတွေကိုအဓိကထားပြီးမှ English လို့မြန်မာလိုပါတယ်ပြန်ပေးနေတာဖြစ်ပါတယ်လို့ကျွန်တော်ဗာလဲ title မှာရေးထားရဗျာဒါကြောင့်အဲ့ title မှာရေးထားတဲ့အတိုင်းပဲကျွန်တော်အခုရာဇဝင်လေးတွေကိုမြန်မာရာဇဝင်ကိုအဓိကထားပြန်တင်ပြီးတော့မှာဖြစ်ပါတယ်ခုနကတင်ပေးတာကျွန်တော်အရင်ကတင်ပေးခဲ့တဲ့ဗီဒီယိုလေးကကျွန်တော်စာအုပ်ကနည်းလေးစုပ်ပြဲသွားလို့ကျွန်တော်တခြားဥစားစဉ်းစားရင်းနဲ့ကျွန်တော်တွေ့ရတဲ့ကျွန်တော်ဖတ်တဲ့ပုံမြင်စာအုပ်ပါဗျာကျွန်တော်စာအုပ်ရှိရတဲ့ကောက်ဖက်တာနဲ့ပုံမြင်စာအုပ်ထဲကပုံမြင်လေးတွေကိုကောက်မှတင်ပေးတာပဲဖြစ်ပါတယ်ခုကနေစာရေးမှာကျွန်တော်မြန်မာရာဇဝင်လေးတွေကိုအတတ်နိုင်ဆုံးတင်ပေးသွားမှာဖြစ်ပါတယ်အခုလိုတခုတကားနားထောင်ပေးတဲ့ viewer တယောက်ချင်းစီတိုင်းကိုကျွန်တော်ကျေးဇူးတူးတင်ရှိပါတယ်နောက်ပြီးတော့ကျွန်တော်ပြောချင်တာလေးတစ်ခုရှိသေးပါတယ်ဒီ channel လေးကို like နဲ့ subscribe လုပ်ချင်အပြင်ကျွန်တော်ကို support ပေးရပါတယ် support ပေးရရောက်ပါတယ် support ဆိုတော့ကျွန်တော်အခု video viewer တွေများလာတယ်ဆိုရင်ကျွန်တော်ပြောပါဦးဗျာအရှိတာပေါ့နောက်ထပ် video တွေအများကြီးထပ်တင်ပေးချင်တာပေါ့ခုလိုဒီကနားထောင်မှုကြတဲ့ viewer တယောက်ချင်းစီတိုင်းကိုတကယ်ကိုကျေးဇူးရမ်းတင်ပါတယ်အားလုံးပဲ bye see you next video